So I was there for the election, and it was a time of. သူကမြန်မာနိုင်ငံကိုအပြင်ကနေလေ့လာခဲ့တဲ့သူတယောက်မဟုတ်ပါဘူးမြန်မာစီးပွားရေးကိုနှစ်ပေါင်းများစွာအတွင်းကြကြလေ့လာခဲ့တဲ့သူပါဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရတွေမှာစီးပွားရေးအကြံပေးဖြစ်လုပ်ကိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့2021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့မြန်မာစစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးထောင်ထဲမှာ2နှစ်နီးပါးနေခဲ့ရသူပါသူကတော့ဩစတြေးလျပညာရှင်တောင်တာနယ်ဖြစ်ပါတယ်သူရဲ့မြန်မာနိုင်ငံပေါ်အမြင်ဟာစိတ်ဝင်စားစရာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့သူကမြန်မာနိုင်ငံရဲ့အကောင်းဆုံးအခွင့်အရေးတွေကိုမြင်တွေ့ဖူးခဲ့တယ်လို့အဲ့ဒီအခွင့်အရေးတွေဘယ်လိုပျက်စီးသွားသလဲဆိုတာကိုယ်တိုင်တွေ့ခဲ့ရသူဖြစ်လို့ပါ။တောင်တာနယ်အတွက်မြန်မာနိုင်ငံဟာအမြဲတမ်းမွဲနေမဲ့နိုင်ငံတစ်နိုင်ငံမဟုတ်ခဲ့ပါဘူး။သူ့အမြင်မှာမြန်မာနိုင်ငံဟာတစ်ချိန်ကအာရှမှာတိုးတက်လာနိုင်တဲ့အလားအလာလွန်ကြီးမားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်။သဘောတရားဇာတလဲရမြေကောင်းတွေပင်လယ်ထွက်ပေါက်တွေရှိတဲ့အာဆီယံဈေးကွက်နဲ့လည်းနှီးတယ်အလုံးလုံးနေတဲ့လူငယ်အင်အားတွေလည်းများတယ်။ဒါကြောင့်သူ့ရဲ့ရည်ရွယ်ချက်ကမြန်မာနိုင်ငံကိုအာရှရဲ့နောက်ဆုံးပေါ်တိတ်ကား economy တစ်ခုဖြစ်လာစေဖို့ဖြစ်ပါတယ်။ဆိုလိုတာကစီးပွားရေးတိုးတက်မှုရှိမယ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်မယ်ပညာရေးနဲ့ကျန်းမာရေးမှာရင်းနှီးမြှုပ်နှံစတာတွေပေါ့။ပြီးတော့ဒီစီးပွားရေးတိုးတက်မှုကိုဒီမိုကရေစီနဲ့ဥပဒေစိုးမိုးရေးပေါင်းစပ်ဖို့ပါ။အဲ့ဒီချိန်မှာရှောင်းတာနယ်မြင်ခဲ့တာကမြန်မာနိုင်ငံဟာပြန်လည်တည်ဆောက်နိုင်တဲ့အခွင့်အရေးရှိနေသေးတယ်ဆိုတာကိုပါတောင်တနယ်ရဲ့သုံးသက်ချက်ထဲမှာအရေးကြီးဆုံးအချက်တစ်ခုကမြန်မာနိုင်ငံရဲ့ပြဿနာဟာပိတ်ဆံမရှိတာတခုတည်းမဟုတ်ပါဘူးအဓိကပြဿနာကစနစ်ဖြစ်ပါတယ်နှစ်ပေါင်းများစွာစစ်အာဏာရှင်ရဲ့အောက်မှာရှိခဲ့တာကြောင့်စီးပွားရေးစနစ်ဟာအားနည်းနေခဲ့ပါတယ်အစိုးရအဖွဲ့အစည်းတွေအားနည်းတယ်ဖန်စနစ်ကမခိုင်မာဘူးဘိုးဘဏ်ရဲ့လွတ်လပ်မှုလည်းအားနည်းတယ်ပိုင်ဆိုင်မှုအခွင့်အရေးတွေလည်းမသေးချဘူးစီးပွားရေးလုပ်ငန်းတွေမှာစစ်အာဏာရှင်ကအကျိုးစီးပွားတွေထဲကိုဝင်ရောက်ပတ်သက်နေပါတယ်ဒီຢာတွေကိုပြုပြင်မယ်ဆိုရင်လက်ရှိအကျိုးစီးပွားရရှိနေသူတွေကိုပါထိခိုက်လာမှာပါဒါကြောင့်ပြုပြင်ပြောင်းလဲမှုတွေမှာ vested interest လို့ခေါ်တဲ့အကျိုးစီးပွားရအုပ်စုတွေနဲ့တိုက်မိလာပါတယ်တောင်တာနယ်နဲ့ရန်သားဆိုရအတွက်အရေးကြီးတဲ့ရည်မှန်းချက်တစ်ခုကမြန်မာနိုင်ငံကိုနိုင်ငံတစ်ခုတည်းပေါ်မှာအလွန်အမင်းမိခိုနေတဲ့အခြေအနေတွေကနေလျှော့ချဖို့ပါထို့သဖြင့်တရုတ်နဲ့ပတ်သက်ပြီးသူတို့က Belt and Road စီမံကိန်းတချို့ကိုပြန်လည်သုံးသပ်ခဲ့ကြပါတယ်ချိုးစီမံကိန်းတွေကိုပြန်လည်ညှိနှိုင်းနိုင်ခဲ့တာကိုရှောင်းတာနယ်ကအယက်သားဆိုရရဲ့အောင်မြင်မှုတစ်ခုလို့မြင်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုလှုပ်လှိုက်ခြင်းကတရုတ်ဘက်မှမကျေနပ်မှုတွေဖြစ်စေခဲ့ပါတယ်။ရှောင်းတာနယ်ရဲ့နောက်ပိုင်းသုံးသက်ချက်မှာတော့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံကတရုတ်အပေါ်မှာပို့ပြီးတော့မိခိုလာနေတဲ့အခြေအနေကိုအလွန်စိုးရိမ်စရာဖြစ်မြင်ခဲ့ပါတယ်။သူ့အမြင်မှာတရုတ်ဟာမြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ထက်ကိုယ့်ရဲ့မဟာဗျူဟာနဲ့စီးပွားရေးအကျိုးစီးပွားအတွက်အသုံးချနေတဲ့နိုင်ငံတစ်ခုဖြစ်ပို့ပြီးတော့မြင်တယ်လို့သုံးသပ်ခဲ့ပါတယ်။ဒီနေရာမှာရှောင်းတာနယ်ရဲ့စကားကအလွန်ပြင်းထန်ပါတယ်။သူက2026ခုနှစ်မြန်မာနိုင်ငံအခြေအနေကိုတိုးပြောရရင် disaster လို့သတ်မှတ်ထားပါတယ်။သူဟောပြောချက်ထဲမှာဖော်ပြခဲ့တဲ့အချက်တွေအရဆိုရင် GDP ကျဆင်းတဲ့စီးရင်မွဲတည်မှုမြင့်တက်တယ်။အလုပ်လက်မဲ့တွေတိုးလာတယ်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပါထွက်ခွာသွားကြတယ်။ပြိုလဲကုန်ကြတယ်။ငွေကြေးဖောင်းပွားမှုမြင့်တက်လာပြီးတော့ကျပ်ငွေတန်ဖိုးကျဆင်းလာတယ်။နိုင်ငံခြားကျွေးမြီတွေတိုးလာတယ်။ပြီးတော့အစိုးရဘက်ကငွေစက်ကူထုတ်ပြီးအသုံးစရိတ်ကိုဖြည့်ဆည်းလာတဲ့အတွက်ငွေကြေးတန်ဖိုးကျဆင်းလာတဲ့တန်တရားဖြစ်လာတယ်လို့သူကမြင်ပါတယ်။ဒါကြောင့်ရှောင်းတာနယ်အတွက်2021ခုနှစ်အာဏာသိမ်းမှုဟာနိုင်ငံရေးအာဏာကိုပြောင်းလိုက်တာတွေမဟုတ်ဘဲနဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်နိုင်တဲ့လမ်းကြောင်းကိုပါနောက်ပြန်ဆွဲချလိုက်တာဖြစ်ပါတယ်။ရှောင်းတာနယ်ရဲ့မြန်မာနိုင်ငံပေါ်အမြင်ကိုစကားတစ်ခွန်းနဲ့ပြောရရင်တော့မြန်မာနိုင်ငံဟာအခုချိန်မှာပျက်စီးနေတယ်။ဒါပေမဲ့မျောလင်းချက်ကုံဆုံးသွားတာတော့မဟုတ်ပါဘူး။သူ့အတွက်မြန်မာနိုင်ငံကိုဆုံးဖြတ်မဲ့သူကစစ်ကောင်စီတခုတည်းမဟုတ်ပါဘူး။စစ်တပ်တွင်loyalty သစ္စာခံမှုအတိုက်ခံအင်အားစုတွေရဲ့ညီညွတ်မှုပြည်သူတွေရဲ့ခံနိုင်ရည်စီးပွားရေးအခြေအနေနဲ့တရုတ်ရဲ့မူဝါဒနဲ့နိုင်ငံတကာအခမ်းကဏ္ဍတွေအားလုံးပေါင်းပြီးတော့ဆုံးဖြတ်သွားမှာပါ။ရေးကြီးဆုံးကတော့မြန်မာနိုင်ငံဟာတစ်ချိန်ကအာရှရဲ့အလားအလာကောင်းဆုံးနိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်ခဲ့တယ်လို့အနာဂတ်မှာလည်းပြန်လည်တည်ဆောက်နိုင်တဲ့အခွင့်အရေးတွေရှိနေသေးတယ်လို့တောင်တာနယ်ကယုံကြည်နေစေဖြစ်ပါတယ်။